นู่นเดี๋ยวเราจะไปนู่นเดี๋ยวเล็กลงใส่นู่นไปก่อนไปสิไปสิหนีก่อน တလန်းတွေကိုအကုန်လုံးကွေးပြီးတော့အမကြီးအောင်တလန်းတွေပါအကုန်လုံးကွေးကုန်တာဘယ်လောက်ပြင်းတော့မပြင်းတော့တလန်းတွေပါကွေးကုန်တာအမကြီးအောင်တော်တော်ရွအခြေအနေဆိုးသွားတာနော်ဒီမှာတရွာလုံးနဲ့ရောက်ရက်တွေခတ်ပြီးအကုန်လုံးမပြိုကျကုန်နေငယ်လေးနှုတ်တာမြေတွေကိုပကြားအပ်ပြီးတော့တလန်းတွေတော်တော်ရွဆိုးသွားတာနော်အခြေအနေကအမကြီးအောင်ဟာမမတို့ယုံလည်းပြိုကျသွားတယ်ပြိုကျပြီမမတို့ယုံလည်းပြိုကျအတို့လည်းစပွဲကုန်နဲ့ဝေးအဲ့တော့မှန်နေရောကုန်ကွဲယုံနေပါကုန်ပြိုကျကုန်လားနေတဲ့ရမှာမဟုတ်တာအမကျိုးဒီကိုပြတ်သွားတာအမဟာရက်စက်တဲ့ဟေးငလင်ပြင်းချက်ကတော့တစ်ခါမှတွေ့ဘူးသမီးဒီလိုကြုံဘူးသေးဘူးအရင်တော့တစ်ခါကြုံဘူးကဒါမှတော့ချင်းပြင်းဒီကအင်္ဂလိပ်လို28ရက်3လပိုင်း2025ငလင်းလွတ်သွားတဲ့အချိန်ဒီမှာဗျာဒါလေးကတော့အဝေးတိတ်လမ်းတော့ပါရအောင်အောင်ကြတာဘယ်လိုဘယ်ကျွန်တော်တွေဟိုမှာငါဘာလို့ဟိုမှာကြောက်ကန်နေနော်တော့ဘာမှပြန်တော့မကြောက်ဘူးကြာဒီမှာသုံးလေးပြန်တော့ဒီတိုင်းပဲရက်နေပြီဟိုမှာလိုက်ခဲ့ဘယ်ပုံလာပြီလို့ရတယ်ပေါ့ဒီကကိုမရဘူးဒီလိုတော့ဘာဖြစ်လဲထုတ်ချင်တယ်နော်ဟုတ်လို့ရပါတယ်။ဒီလိုရသေးလေရပါတယ်။ဟာမရတော့ရတယ်။ဒီတော့တော့တိချောင်းကြီးကတော့မြင်တဲ့အတိုင်းမှာပဲရတော့ကနေလှုပ်သွားတဲ့အချိန်တွေပါ12နာရီကျော်လောက်ကလှုပ်သွားတာကျွန်တော်တို့ကအဲ့လှုပ်တဲ့အချိန်တွေမှာဆိုတော့အများလဲ318ရွှေမကြီးထမင်းဆိုင်မှာကျွန်တော်တို့ကားလေးနဲ့ပကတ်တဲ့ထက်ရမ်းလောက်အောင်မရပါဘူးဗျာတစ်ခါမှအသက်မှာတစ်ခါမှဒုံလို့မကြုံဘူးပါဘူးကျွန်တော်အသက်ဆို40တက်ဆောင်နေရောက်ပါပြီဗျာမလီWhat the fuck is happening? Oh my god, oh my god, oh my god, oh my god. Oh. I'm so scared. What? I'm scared.
去帮忙，你来不？别说闹家的。ဒီကလိုင်းညာထွက်နေရလေ 啊，不嘛光，我干嘛的？ ကွာဘလို့တော့အံ့ဩတဲ့ကြီးတော့ ရေကြီးတဲ့နဲ့ရေချန်ထွက်နေတာပေါ့ ဒီလေလူရှိတော့ပါပဲလေဟုတ်တယ်လူရှိတယ်ခုနကကျွန်တော်လူရှိရတယ်လူတွေတွေ့ရတယ်လေအဲမှာဟိုသိနေတာခုနမိသားစု3ယောက်တဲ့တွေ့လားမိသားစု3ယောက်သိနေတာတွေ့လားဓာတ်ပုံတွေမြင်ရလားဓာတ်ပုံ sorry ဓာတ်ပုံတွေမြင်လားမသိဘူးဒါပေမဲ့မြင်လိုက်တယ်မလားမြင်လိုက်တယ်လေခေါင်းပြီးပြီးခေါင်းပြီးနေဒါတော့ကျွန်တော်စကိုင်းပေါ့ဗျာအကူကြီးအများကြီးလိုအပ်နေပါတယ်တစ်မျိုးလုံးရရအောင်မရှိဘူးပုံညံ့ညက်ကိုကြည်သွားတာခိုင်းတစ်မျိုးလုံးဘာမှရရမရှိတော့ကုန်လာပဲစကိုင်းနေအားလုံးပုံညံ့ညက်ကိုကြည်သွားတာစကိုင်းတစ်ခုလုံးဘယ်လိုလဲလောက်တယ်หยุดแล้วคิดว่าเมาไม่ได้ตัดเก็บขาดอะไรอุ้ยนานมากเลยอ่ะ